နောင်ချင်းကျေးရွာဟာအေယာဝတီမြစ်ကမ်းနဖူးပေါ်မှာရွာတန်းရှည်အဖြစ်တည်ရှိနေပါတယ်။ရွှေတူးဖော်သူတွေဟာအေယာဝတီမြစ်တစ်လျှောက်ဆက်ရံနေရာကြီးတွေနဲ့ရွှေတူးဖော်နေကြပြီးလူနေအိမ်နီးနားအထိပါရောက်ရှိလာခဲ့ပါတယ်။ရွှေလွန်ကျွန်းတူးဖော်တဲ့အတွက်မြစ်ကမ်းပါးတွေပြိုကာနောင်ချင်းရွာအချို့နေရာတွေမှာမြစ်နဲ့အနီးကပ်ဆုံးပေ300လောက်သာမြေသားပဲကျန်ရှိတော့တာပါ။နောင်ချင်းရွာသားတွေကရွာအနီးဝန်းကျင်မှာဆက်ရံနေရာကြီးတွေနဲ့ရွှေတူးဖော်တာကိုကန့်ကွက်ခဲ့တာဖြစ်ပြီးဒေသခံတွေရဲ့သဘောထားကိုသိရှိစေဖို့ရွှေမတူးဖော်ရတဲ့နေရာတွေတက်မှတ်ကာတတိပေးဆိုင်ပုတ်ပြီးနိုင်ထောင်ထားပေမဲ့မကြာခဏဖြတ်စည်းခံနေရတာပဲဖြစ်ပါတယ်။အဲ့ဒီနေရာတွေမှာမတူးနဲ့ဆိုပြီးခဲ့တဲ့နှစ်8လပိုင်းကတခါသွားပြောတယ်ဒါပေမဲ့စတူးနေတုံးပဲရက်ကွက်3မြစ်စိန်နားမှာနေတဲ့သူတွေအုပ်ချုပ်ရေးမှုနဲ့သွားပြောတယ်သူတို့ခေါ်ပြီးတော့စစ်ဆောင်ဆိုရင်စစ်ဆောင်နေရာသွားလိုက်ပါဒီနေရာမတူးနဲ့ဒါကရွာရဲ့နေရာပါလို့သူတို့ကိုပြောတယ်ပြုံးဆိုင်တွေဖြုတ်ရှေ့တယ်3ပတ်လောက်အနားပြပြီးလွန်ခဲ့တဲ့အပတ်ကနေပြန်တူးနေကြတယ်ဆိုပြီးနောင်ချင်းဒေသခံတဦးကပြောပြပါတယ် Subscribe to my channel